အနိုင်ကျင့်ခံစနစ်တယောက်ကဒေါ်လာလေးသိန်းတန်ဆက်ကိုပြင်လိုက်လို့လူတိုင်းအံ့ဩသွားခဲ့ကြတယ်။နေ့တိုင်းဒီမျိုးသမီးဟာခင်မိုးရဲ့ရိုက်နှက်မှုဆဲဆိုအဆက်ခွဲမှုတွေကိုခံနေရတယ်။ခမင်းစားချိန်မှာတော့စပွဲပေါ်မှာထိုင်စားခွင့်မရဘူး။နောက်ဆုံးတော့မခံနိုင်တော့တဲ့အဆုံးသူမကပစ္စည်းလေးတွေထုတ်ပြီးအိမ်ကနေထွက်လာခဲ့တယ်။လမ်းမှာစက်ရုံပိုင်ရှင်တယောက်နဲ့တွေ့သွားတယ်။သူမရဲ့အခက်အခဲကိုမြင်ပြီးစက်ရုံမိဖို့ချောင်းမှာဟင်းသီးဟင်းရွက်ဆေးတဲ့အလုပ်တစ်ခုပေးလိုက်တယ်။တနေ့မှာတော့နိုင်ငံခြားကတင်သွင်းထားတဲ့တမိုးကြီးပုံနှိပ်ဆက်ကြီးရုတ်တရက်တက်သွားတယ်။ထိပ်တန်းကျွမ်းကျင်ပညာရှင်၃ယောက်ကိုခေါ်ခဲ့ပေမဲ့ဘယ်သူမှမပြင်နိုင်ခဲ့ဘူး။အဲ့ဒီအချိန်မှာမိဖို့ချောင်းလုံးသမားဖြစ်တဲ့သူမကစက်ကိုတစ်ချက်ကြည့်လိုက်ပြီးယုံကြည်ချက်အပြည့်နဲ့ဒီစက်ကိုကျမပြင်နိုင်ပါတယ်လို့ပြောလိုက်တယ်။စက်ရုံပိုင်ရှင်ကမယုံတယ်လို့ကြည့်ပြီးငါစက်ရုံမှာနီးပညာရှင်တဒါဇင်ကျော်ရှိတယ်ကျွမ်းကျင်သူ၃ယောက်ကိုခေါ်ဖို့ရွှန်၄သိန်းတောင်ကုန်ထားတယ်သူတို့တောင်မပြောရတဲ့စကားကိုမင်းကမိဖို့ချောင်းဝန်ထမ်းအတင်းနဲ့ပြင်နိုင်မယ်လို့ထင်နေတာလားဒါပေမဲ့သူမကအေးစစ်စစ်ပဲကျမတကယ်ပြင်နိုင်ပါတယ်လို့ထပ်ပြောတယ်ပိုင်ရှင်ကချက်ချင်းဒါဆိုလောင်းကြီးထက်ရအောင်မင်းတကယ်ပြင်နိုင်ရင်စက်ရုံရဲ့30ကိုပေးမယ်နီးပညာရှင်တွေကချက်ချင်းအချင်းချင်းတီးတူပြောလာကြတယ်စက်ရုံ3စက်ဆိုတာတန်းပေါင်းများစွာတန်တဲ့စက်တလုံးထဲတောင်ရွှန်2.8တန်းတန်တာသူမကစက်ကိုပိုပြတ်အောင်လုပ်လိုက်ရင်တစ်တလုံးအကျွေးမဆက်နိုင်ဘူးဒါပေမဲ့သူမမှာလောင်းရတဲ့အကြောင်းရှိတယ်ဆရာဝန်ကသူ့ဖေကိုကုသလို့ရသေးတယ်လို့ပြောခဲ့ပေမဲ့ကုသစရိတ်ကတာမန်မိသားစုတစုမတက်နိုင်တဲ့ပမာဏဖြစ်နေတယ်ဒီလောင်းကြီးကသူမရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲအဲ့ဒီအချိန်မှာဖုန်းမိလာတယ်တားလေးစီကအမေတားစုရပြီးပညာသင်စုလည်းရခဲ့တယ်အခုကစပြီးတားအမေနဲ့အဖိုးကိုကူညီစောင့်ရှောက်နိုင်ပြီဒီသတင်းကောင်းကြောင့်သူမပူပြီးယုံကြည်မှုရလာတယ်ပိုင်ရှင်ကဆုံးဖြတ်ပြီးပြီလားလောင်းအောင်မလားသူမကမတုံမလုံးနဲ့ကောင်းနေလိုက်တယ်ပိုင်ရှင်ကလောင်းကြီးစာချုပ်ကိုချက်ချင်းရေးခိုင်းလိုက်တယ်သူ့ရည်ရွယ်ချက်ကယုံကြည်ချက်လွန်ကဲတဲ့မိဖို့ချောင်းလို့တမကိုသင်ခန်းစာပေးဖို့ပဲဤပညာရှင်တွေကလည်းရွှန်2.8တန်းတန်တိကျမှုမြင့်ဆက်ကိုမိဖို့ချောင်းဝန်ထမ်းကဘလို့ကန်ရဲတာလဲမပြင်နိုင်ရင်တစ်တလုံးမျက်နှာမပြနိုင်တော့ဘူးဒါပေမဲ့သူမရဲ့စိတ်ထဲမှာအတွေးတစ်ခုပဲရှိတယ်ဒီလောင်းကြီးကိုမဖြစ်မနေအနိုင်ရမယ်စာချုပ်လက်မှတ်ထိုးပြီးနောက်သူမကလစာ2လစာကိုကြိုတောင်းတယ်လူတိုင်းကတန်တရားဝင်သွားကြတယ်ပတ်စံယူပြီးထွက်ပြေးမလို့လားသူမကအေးဆေးပဲကျမရဲ့နေမကောင်းတဲ့အဖေအတွက်ဆေးဝယ်ဖို့ပဲလိုတာပါပိုင်ရှင်ကအထင်သေးတဲ့မျက်နှာနဲ့ရွှန်ရှစ်သူမြကိုထုတ်ပြီးမြေကြီးပေါ်ပစ်ချလိုက်တယ်ဒီမှာ2လစာကောက်ယူပြီးယူသွားကြည့်နေသူတွေကသူမကိုတနာကြပေမဲ့ဘလောက်ခက်ခဲကိုဘွားတစ်ခုလုံးကိုလောင်းကြီးမထက်တင်ဘူးလို့တွေးနေကြတယ်စာချုပ်ကအသက်ဝင်နေပြီလူတိုင်းကသူမကြရှုံးမဲ့အချိန်ကိုပဲစောင့်ကြည့်နေကြတယ်ပိုင်ရှင်ကနောက်ဆုံးသတိပေးလိုက်တယ်စက်ကိုပြင်နိုင်ရင်3ဆက်ရမယ်တက်သွားရင်တော့ကြံတဲ့ဘဝတစ်လျှောက်လုံးအကျွေးဆက်ရင်းနေရမယ်လူတွေကမိုက်လိုက်တာကိုဘွားတစ်ခုလုံးကိုလောင်းလိုက်ပြီဒါပေမဲ့ဘယ်သူမှမသိတာတစ်ခုရှိတယ်လွန်ခဲ့တဲ့15နှစ်ကဒီပုံနှိပ်ဆက်ကိုမြို့တော်မှာကိုယ်တိုင်ရွေးချယ်တက်ဆင်ပြီးတိကျအောင်ချိန်ကြီးခဲ့သူကသူမကိုယ်တိုင်ပဲဖြစ်တယ်သူမကဆက်နားကိုရှောက်သွားပေမဲ့ချက်ချင်းမထီသေးဘူးအစားအောက်မှာထိုင်ချလိုက်ပြီးဆက်အတွင်းကအတန်းကိုတေချာနားထောင်တယ်ကျန်းတဲ့ပုတ်တိုက်တန်ကိုကြားလိုက်ရတယ်ပြီးတော့ဘေးဘက်ကဘောတွေကိုလက်နဲ့ဆန်းကြည့်တယ်စက္ကန့်2ချက်လောက်စဉ်းစားပြီးအဖုံးကိုဖြုတ်လိုက်ပါဤပညာရှင်တယောက်မှမကူညီချင်ကြဘူးဒါနဲ့သူမကိုယ်တိုင်ဝက်ဥလက်ကိုယူပြီးဝက်ဥတွေကိုဖြုတ်လိုက်တယ်အဖုံးပွင့်သွားတာနဲ့ပြဿနာကချက်ချင်းပေါ်လာတယ်မောင်းတဝင်ရိုးရဲ့ဘေးရင်ကအရန်စားသွားပြီးဂျဲရီကလည်း1မီလီမီတာနီးပါးလွဲချော်နေတယ်သူမကစားသွားတဲ့ဘေးရင်ကိုထုတ်ယူပြီးအလေးအောင်ပဲမြောက်ကြည့်တာတိုးတိုးလေးဒီမော်ဒယ်ဟောင်းကိုပဲသုံးနေတော့မယ်လို့ပြောလိုက်တယ်ထို့နောက်ဝင်ရိုးဟောင်းကိုတေချာပြန်ပြင်ပြီးကိုက်ညီတဲ့အစိပ်ပိုင်းတွေတက်ဆင်ကဂျာအကွာဝေးကိုတိတိကျကျပြန်ချိန်ညှိလိုက်တယ်အခန်းတစ်ခုလုံးမှာတော့အသက်တောင်မရှိရဲလောက်အောင်တိတ်ဆိတ်သွားခဲ့တယ်